ကိုကတရုတ်စကားပြောတဲ့အခါမှာစလုံးတွေကိုအရှိထားမှမသိဘူးအနောက်ထားမှမသိဘူးအဲ့လိုမျိုးဖြစ်ဘူးကြလားအဲ့ဒါတွေကဘာကြောင့်ဖြစ်တာလဲပြင်လို့ရပါသလားရပါတယ်ရှင်အဲ့တော့ရင်းအောင်ရှင်တဲ့တူတူဒီပုံစံလေးတွေကိုဒီလမ်းလေးတွေကိုနားထောင်ပြီးတော့ဘယ်လိုပြင်ရမလဲဆိုတာကိုတစ်ချက်လောက်နားထောင်ကြည့်လိုက်နော်အဲ့လိုပုံစံလေးတွေကဘာကြောင့်ဖြစ်တာလဲဆိုရင်ကိုက grammar ပုံစံ pattern လေးတွေကိုမသိထားလို့ဖြစ်ပါတယ်grammar ပုံစံ pattern လေးတွေကိုသိထားမယ်ဆိုရင်ကိုကစလုံးတွေကိုဘယ်လိုထားရမလဲတူနေတူတာဘယ်လိုလုပ်ရမလဲဝါကြတွေဘယ်လိုတိဆောက်ရမလဲဆိုတာကိုဖြစ်နေတဲ့ပြဿနာတစ်ဝက်လောက်ကရှော့ကြသွားမှာဖြစ်ပါတယ်အဲ့တော့တရုတ်စာသင်တဲ့အခါမှာလည်းအခြေခံကနေစတင်ပြီးတော့သင်ကြပါအခြေခံပိုင်းပြီးဆိုကမှအထက်ကိုတက်ပါနောက် level ပေါ့နော်အခြေခံမပိုင်းမဲနဲ့နောက် level တက်လိုက်တဲ့အခါမှာကိုယ့်အတွက်ပြိုလဲကြမှုတွေရှိနိုင်ပါတယ်grammar ဆိုတာကတော့ရှိတို့မြန်မာမှာဆိုရင်တရားအင်္ဂလိပ်မှာဆိုရင် grammar တရုတ်မှာဆိုရင်ဒီ UEFA ဆိုတဲ့ grammar ပုံစံ pattern လေးတွေရှိပါတယ်အဲ့တော့ grammar ကိုစတင်ထိတွေ့ရတော့မှဆိုရင်မဖြစ်မနေသိထားရမယ့်အခေါ်အဝေါ်လေးတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်句子ဆိုတဲ့ဒီ standard ဝါကြပုံစံအခေါ်အဝေါ်တွေသိထားရမယ်ပြီးရင်动词ဆိုတဲ့ဒီ verb အခေါ်အဝေါ်တွေကိုလည်းသိထားရမယ်မိနစ်စံဝါကြတွေကိုလည်းသိထားရမယ်ပြီးရင်名词ဆိုတဲ့ဒီnoun လား noun လား noun စားလားအဲ့လိုပုံစံမျိုးတွေကိုလည်းကိုကသိထားရမယ်ပြီးရင်形容词ဆိုတဲ့ adjective ဆိုရင်လည်းတော့တို့တောနဲ့ဆုံးတာဖြစ်တဲ့အတွက်တောနဲ့ဆုံးတဲ့ meaning ဝါကြစလုံးလေးတွေကိုလည်းကိုကသိထားရမယ်ပြီးရင်副词ဆိုတဲ့ဒီ adverb ပေါ့နော် adverb ဆိုတော့ဒီမျိုးစုံသုံးရပြီးနောက်တခြားအခေါ်အဝေါ်တွေလည်းရှိတာပေါ့နော်တခြားအခေါ်အဝေါ်အသုံးနှုန်းတွေလည်းရှိတဲ့ခါကျတော့ကိုကဒါတော့သိထားရင်မဆိုးပါဘူးအင်္ဂလိပ်မှာဆိုရင်ဟုတ်တယ်မလားတီတို့တဲတို့နဲ့ဆိုရင် verb ပြီးရင်တောနဲ့ဆိုရင် adjective noun ဆိုရင်တခုတစ်ကောင်တစ်ယောက်အဲ့လိုပုံစံမျိုးပေါ့နော်grammar ဆိုလို့ရှိရင်လည်းဟလားနာစားနာမဝိသေသနာကရိယာဝိသေသနာအဲ့လိုပုံစံမျိုးပေါ့နော်ဘာသာစကားတွေအားလုံးကသူ့ဟာနဲ့သူဆက်ချိတ်ဆက်မှုရှိတာဖြစ်ပါတယ်အဲ့တော့ကိုကဒီကိုတင်နေတဲ့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ grammar တွေလေ့လာတရုတ်စာတင်နေတဲ့သူဆိုရင်တရုတ်စာနဲ့ပတ်သက်တဲ့ grammar ပုံစံ pattern တွေလေ့လာပေါ့နော်အဲ့တော့လေ့လာတဲ့တော့ဒီမှာလည်းစိတ်တကြမှုတွေဘာညာတွေကရှိတာပေါ့ကွာဒါပေမဲ့လည်းအဲ့ဒါတွေကထည့်ထားလိုက်အဲ့ဒါတွေချနေပြီးတော့တက်အဲ့ဒါဆိုရင်ကိုလိုချင်တဲ့ဒီပုံစံတိဆောက်ပုံလေးကိုလိုချင်တဲ့နေရာထိကိုရောက်မှာဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါရှင်